ဒီလိုလူ၅မျိုးနဲ့ပတ်သက်နေသေးရင်မင်းဘဝမတိုးတက်တာမဆန်းပါဘူး အားလုံးပဲမင်္ဂလာပါခင်ဗျာဇာတ်စာပေလူမိတ်ဆွေ Facebook page ကနေကြိုဆိုလိုက်ပါရစေ နံပါတ်1မျက်နှာချိုသွေးပြီးအတွင်းစိတ်ပုတ်သူဒီလိုလူမျိုးတွေဟာတင်းရှိမှာတော့အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့ဖော်ရွေပြတတ်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့အတွင်းစိတ်ထဲမှာတော့မနာလိုစိတ်ဝင်တိုစိတ်ဒါမှမဟုတ်တင့်အပေါ်မကောင်းကြံစီလိုတဲ့စိတ်တွေကိန်းအောင်နေတတ်ပါတယ်ဟန်ဆောင်မှုကောင်းလွန်းတာကြောင့်သူတို့ရဲ့စိတ်ရင်းကိုသိဖို့ခက်ခဲတတ်လို့အမြဲတမ်းထားဖို့လိုပါတယ်နံပါတ်2စကားချိုသလောက်နှလုံးမဲညစ်သူစကားအရာမှာအမတန်ချိုတာပေမဲ့လက်တွေမှာတော့ကိုယ့်အကျိုးအတွက်သူတစ်ပါးကိုခြေနှင်းဖို့ဝင်မလေးသူတွေကိုဆိုလိုတာပါသူတို့ပြောတဲ့စကားလုံးတွေကနဝင်ပီယန်ရှိပေမဲ့နှလုံးသားကတော့မေတ္တာတရားကင်းမဲ့နေတတ်ပါတယ်စကားချိုတိုင်းမယုံကြည်မိဖို့ကအရေးကြီးဆုံးသင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်နံပါတ်3ရှေ့တစ်မျိုးကိုယ်ရာတစ်မျိုးပြောတတ်သူတင့်ရှေ့မှာတော့တင့်အကြောင်းကိုကောင်းကြည့်ပေးပြီးချီးမွမ်းပြောဆိုနေပေမဲ့တင့်ကိုယ်ရာရောက်တာနဲ့တင့်ရဲ့အဖြစ်တွေကိုရှာဖွေပြီးအတင်းအဖျင်းပြောဆိုတတ်သူတွေဟာအန်ဒီရဲ့အရှိဆုံးလူတွေထဲမှာပါဝင်ပါတယ်သူတို့ဟာယုံကြည်မှုကိုဖျက်ဆီးတတ်တဲ့အတွက်ထိုသူတွေနဲ့ပတ်သက်မိရင်လှုပ်ဝက်ချက်တွေကိုထိမ့်သိမ်းထားတင်ပါတယ်နံပါတ်4ကျေးဇူးတရားကိုမတိတတ်သူကျေးဇူးတရားဆိုတာလူတစ်ယောက်ရဲ့တန်ဖိုးပါပဲမိမိအပေါ်ကိုညီခဲ့ဘူးတဲ့ကျေးဇူးကိုမဆက်နိုင်ရင်တော့ကျေးဇူးတင်ရကောင်းမှမသိသူကျေးဇူးတရားကိုနားမလည်သူတွေနဲ့ပေါင်းသင်းမိရင်သင်ဟာအတုံးချခံရတာမျိုးကြုံရပါလိမ့်မယ်သူတို့အတွက်ဘလောက်ပဲပေးဆက်ပါစေအတိမတ်ပြုခြင်းကိုရရှိမှာမဟုတ်ပါဘူးနံပါတ်5အကောင့်တရားကိုအစိုးတစ်ခုနဲ့ခြေဖြတ်သူလူတစ်ယောက်ဟာတင့်အပေါ်အခါတရားကောင်းခဲ့ဘူးပေမဲ့မထင်မမှတ်မှားယွင်းသွားတဲ့အမှားတစ်ခုကြောင့်ရှေ့ကကောင်းခဲ့တာတွေကိုအကုန်မေ့ပစ်ပြီးစွန့်ပစ်တတ်သူတွေဟာစိတ်ထားကျဉ်းမြောင်းသူတွေဖြစ်ပါတယ်သူတို့ဟာတင့်ရဲ့ကောင်းကွက်တွေကိုရှာဖွေဖို့ထက်အဖြစ်ကိုစောင့်ကြည့်ဖို့ပဲစိတ်ဝင်စားသူတွေဖြစ်ပါတယ်ဒီလူတွေထဲမှာမိတ်ဆွေတွေ့ဘူးတဲ့လူရှိရင် comment မှာရှိတယ်လို့ရေးခဲ့ပေးပါခင်ဗျာ